ဒါလည်းမတွေ့ရကြပြီဆိုတော့လာခဲ့ပါဦးဆိုပြီးခေါ်နေရောက်လာတာပေါ့မိုင်းမျက်နှာကလိုအပ်တဲ့ဟာလေးတွေဟိုပြီးခဲ့တဲ့အခောက်တွေတော့မိုင်းဝက်ချက်နေတာကိုဆိုတာလုံးဝပျောက်သွားတယ်ဝက်ချက်ပျောက်သွားပြီဆိုတော့အလှပြတဲ့ကိစ္စတွေပဲတော့အနေချပူလှတာမိုင်းဝိတ်တွေကလည်းအများချနေဆိုတော့အကိန်းပြီးတော့လည်းအလှဆုံးဖြစ်အောင်ဒါကအရန်နေပြီးမိုင်းကိုပြုတ်ပြီးကိုခေါ်လာတဲ့မိုင်းလေးရောက်လာတာပါအကိန်းပြီးတော့မိုင်းမနစ်ခတ်တဲ့ဆိုင်ဘလူးပမင်းတူတူလေးနဲ့ဖြစ်လက်လက်ပွားလေးဖြစ်နေလဲဆိုတော့စောင့်ကြည့်ပြကြပါအောင်နော်